အဲ့တော့ကျွန်တော်ဒီ battery လေးနှလုံးကိုဒီလိုမျိုးနိုင်ရှင်ပြပြီးပြောလို့ချင်းသူကျန်တဲ့ဒီ DC breaker တွေပါတယ်တော့အကုန်ပါတယ်ဒါသူ battery လုံးမှာပါသင်းပါလိုက်တဲ့ဟာတွေပေါ့နော်အကုန်အပြည့်စုံပါတယ်မင်္ဂလာပါခင်ဗျာဒါကျွန်တော်တို့ဒီ power ပေါ်မှာပေါ့နော်quality လည်းကောင်းတယ်အမကန်လေးလည်းကောင်းကောင်းပေးထားတယ်ပြီးတော့ဒီ customer တွေလည်းသုံးရတာအဆင်ပြေတဲ့ဒီ battery လေးနှလုံးကိုကျွန်တော်သူ့ရဲ့အားသာချက်လေးတွေတစ်ခုချင်းစီအားသာချက်လေးတွေကျွန်တော်ပြောပြပေးမယ်ပေါ့နော်ဒါပထမဦးဆုံး Intel 51.2 volt 280H ဒါဒီကောင်လေးဆိုလို့ချင်းသူက cell အနေနဲ့ EV set ကိုတုံးထားပေးတယ်ကျွန်တော် pace BMS ကိုတုံးထားပေးတယ်ပေါ့နော်ပြီးတော့သူကကြတော့သူ့ရဲ့အားသာချက်ဒါသူကတုံးထားတဲ့ cell တွေသူ့ရဲ့အားသာချက်ကကြတော့သူကအဓိက main အားသာချက်က 5 year replacement ကျွန်တော်တို့9နှစ်အတွင်းမှာတခုခု error တစ်စုံတရာဖြစ်ခဲ့တယ်ဆိုလို့ချင်းသူကအလုံးအသစ်နဲ့ပြန်ချိန်ပေးမှာအဲ့ service ကအရန်ကောင်းတယ်ကျွန်တော်တို့ဒီ9နှစ်အတွင်းမှာအလုံးအသစ်ပြန်ပြီးတော့ပြန်ချိန်မိတာပေါ့နော်တုံးတန်ဒါတိတ်ပြီးမပေးတဲ့ service မျိုးသူပေးရတယ်ပြီးတော့ service center ကလည်းကျွန်တော်မြန်မာနိုင်ငံမှာမျိုးကြီး18မြို့နေပါလောက်မှာရှိမျိုးကြီး18မြို့ပေါ့နော်အဲ့တော့ကိုနဲ့အနီးဆုံးနယ်က customer တွေအတွက်ဒီကောင်အရန်အဆင်ပြေတယ်ကိုနဲ့အနီးဆုံး service center ရှိတဲ့မြို့မှာပြန်ပြီးတော့ပြုပြင်ပေးလို့ရတယ်ပေါ့နော်အဲ့လိုအလုံးချိန်တာတွေလုပ်ပေးလို့ရမယ်ဒါကသူ့ရဲ့အသက်ချက်ဒီကောင်လေးကကျတော့ Solibo ကျွန်တော်တို့ 51.2 volt 300Hဒါပေမဲ့ဒီကောင်လေးက300ဆိုပေမဲ့အထဲမှာ cell တွေကကျွန်တော်314 cell ကိုတုံးထားပဲဗာ cell မျိုးစားလဲဆိုကျွန်တော် Hithian grade new cell ကိုတုံးထားပြီလေပြီးတော့ BMS ကလည်းသူက pace BMS သူ့ရဲ့အားသာချက်ကကြတော့သူကဘာဖြစ်မလဲဆိုတော့သူက light cycle 8000ပါတယ်ကျွန်တော်ပုံမှန် thermal battery တွေက light cycle ကျွန်တော်တို့6000ပါမယ်ဒီကောင်က light cycle 8000ပါတာဖြစ်တဲ့အတွက်ပုံမှန် battery တဲ့3နှစ်နီးပါးလောက်ပို့ပြီးသုံးလို့ရတယ်ပေါ့နော်ပြီးတော့သူက 90% DOD ဒါကသူ့ရဲ့အားသာချက်သူလည်းအာမခံ5 year ပဲအာမခံ5 year ကို9နှစ်အပြည့်ပေးထားတယ်ပြီးတော့ဒီ Solibo နဲ့ဆင်မယ်ဆိုရင်နောက်အားသာချက်တစ်ခုကကြတော့ဗာလဲဆိုတော့ကျွန်တော်တို့ဒီ9နှစ်အတွင်းမှာကျွန်တော် power point after this service ကိုအပြည့်ရမယ်ဥပမာပေါ့နော်ဒီ battery နဲ့ဆင်ထားလို့9နှစ်တည်းမှာတစ်ခုတစ်စုံတရာ error ဖြစ်ခဲ့တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကပြန်လည်ပြုပြင်ပေးနေတဲ့အချိန်အတွင်းမှာအစားထိုးတစ်လုံးနဲ့ခိတခဏအစားထိုးထားပေးမှာကျန်တဲ့ set တွေဆိုလို့ရှိရင်ကျွန်တော်1 year ပေးတယ်ဒီ Solibo နဲ့ဆိုလို့ရှိရင်ကျွန်တော်5 year ပေးမှာပေါ့နော်ဒါ Solibo လေးအကြောင်းပြီးတော့ကျွန်တော် Intel ကကြတော့သူကပါအားတာမလဲဆိုသူ့မှာ active balancer ပါကျွန်တော် cell တွေ balance ညှိပေးမယ်ကောင်ပေါ့နော်အဲ့ကောင်လေးပါတာဖြစ်တဲ့အတွက်ကျွန်တော်တုံcell volt တွေမညီတဲ့ပြဿနာမျိုးတွေမဖြစ်နိုင်ဘူးအဲ့ဒါလေးကအရန်အဆင်ပြေတယ်Solibo မှာကြတော့ပါမလဲဆိုလို့ချင်းကျွန်တော်တို့ fire extinguisher ကျွန်တော်တို့ auto မင်းငိမ့်သက်စနစ်ပေါ့နော် fire extinguisher နှလုံးပါမယ်ကျွန်တော်တို့ဒီ cell စီထားတဲ့အတန်းတွေရဲ့အောက်မှာတစ်လုံးနေပါမယ်ပေါ့နော်အဲ့ဒါဖြစ်တဲ့အတွက် safety ဘိုင်းဒီကောင်ကအရန်ပို့ပြီးစိတ်ချရမယ်ဒါကတော့သူ့ရဲ့အားသာချက်ပေါ့နော်ပြီးတော့ကျွန်တော်တို့ဒီကောင် Intel design မိုင်းရှင်းမယ်ဆိုရင်ကြတော့ Intel ကနည်းနည်းလေးပို့ပြီးတော့ဒါပို့ပြီးနဲ့ကြွတယ်ပေါ့နော်ဒီကောင် Solibo ကကြတော့ quality ဘိုင်းခိုင်မာမှုဘိုင်းကိုသူကအဓိကဦးစားပေးပြီးထုတ်တာကျွန်တော်နောက်မှာ bracket တွေပါတယ်နောက်မှာအသေးနိုင်ရန်နဲ့ချိတ်ထားလို့ရမယ်ဥပမာကလေးတွေပါလာတွန်းတာပါညာဆိုလို့ရှိရင်မလဲဝအောင်လို့အဲ့လိုမျိုးအသာချက်လေးတွေပါမယ်ကျွန်တော်အသွင်း MBR အနေနဲ့ဆိုလို့ရှိရင်ကျွန်တော် Intel က140ပေါ့နော်140 MBR နဲ့တွင်လို့ရမယ် discharge 140ထုတ်လို့ရမယ်ဒီကောင်ကကြတော့ Solibo ကကျွန်တော်တို့ MBR 150နဲ့အမြင့်ဆုံးတွင်လို့ရမယ်အများဆုံး200 MBR တွေထုတ်လို့ရပြီးတော့သူ့မှာတခုပို့ပြီးတော့ထူးခြားသွားတာတခုကသူကpeak discharge current ပေါ့နော်ကျွန်တော်တို့300 MBR 300 MBR လောက်ကိုသူက1 second လောက်တောင်းထားပေးနိုင်တယ်1 second ပဲပေါ့နော် peak discharge current ပါမယ်ဒီကောင်လေးကဆိုတော်တော်အဆင်ပြေနှစ်ခုလုံးကတော့ Wi-Fi ပါတဲ့ကောင်လေးပဲဒီကောင်လေးတော့80% DOD ဒီကောင်လေးက90% DOD ဈေးနှုန်းတွေကလည်းမတိမ်မရင်ပဲကျွန်တော်တို့ဒီကောင် Solibo က69သိန်း5000 Intel ကကြတော့68သိန်းအဲ့တော့ကျွန်တော်ဒီ battery လေးနှလုံးကိုဒီလိုမျိုးနိုင်ရှင်ပြပြီးပြောလို့ချင်းသူကျန်တဲ့ဒီ DC breaker တွေပါတယ်တော့အကုန်ပါတယ်ဒါသူ battery လုံးမှာပါသင်းပါလိုက်တဲ့ဟာတွေပေါ့နော်အကုန်အပြည့်စုံပါတယ်သူ facility တွေအကုန်ပြည့်ပါမယ်ကျွန်တော်ဒီရန်ကုန်ကချစ်မိတ်ဆွေတွေကျွန်တော် after sales service ပေးလို့ရတဲ့မိတ်ဆွေမျိုးအတွက်ကြတော့ကျွန်တော်က Solibo နဲ့တက်ဖို့ကျွန်တော်အကြံပေးနေတယ်ဘာကြောင့်လဲဆိုတော့ဒါကျွန်တော်တို့ after sales service ကိုကျွန်တော်တို့က9နှစ်ထိပေးထားတဲ့ set လေးမို့လို့ဥပမာလူကြီးမင်းတို့9နှစ်အတွင်းမှာတစုံတရာ error လေးဖြစ်ခဲ့တဲ့ဆိုလို့ရှိရင်ပြန်ပြုပြင်ပေးနေတဲ့အချိန်အတော်အတွင်းမှာလူကြီးမင်းတို့မီးလုံးဝအတုံးမပြတ်သွားစေအောင်ဒါ Solibo ကလူရေးအမှန်ခံနိုင်တယ် after this service fire ပြတာရန်ကုန်ကကျွန်တော် installation တွေနဲ့ဒါဆင်မဲ့ဒါမှမဟုတ်တချို့နယ်တွေမှာဆိုလို့ချင်းကျွန်တော် installation တွေသွားဆင်တဲ့မြို့တွေရှိတယ်ပေါ့နော်ဥပမာရန်မဝေးတဲ့ကျွန်တော်ဒီပဲခူးတို့မန္တလေးတို့ဒိုင်ဦးတို့အဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးလေးဆိုတော့ကျွန်တော် installation နဲ့ဆင်မဲ့ဆိုရင်တော့ကျွန်တော်တို့ကဒီ Solibo လေးကိုဦးစားပေးပြီးဆင်သေးတယ်။ဘာကြောင့် after sales service လေး9နှစ်ရမယ်တကယ်လို့ကျွန်တော်တို့နယ်ကနေပြီးတော့ကျွန်တော်တို့စီကနေပစ္စည်းတည်တံ့မှာတဲ့ customer တွေချစ်မိတ်ဆွေတွေအတွက်ကြတော့ Intel အဖို့အဆင်ပြေတယ်။သူကဘာကြောင့်လဲဆိုတော့သူ့ရဲ့5 year replacement ကြောင့်သူကတစုံတစ်ခု error ဖြစ်ခဲ့တယ်ဆိုလို့ရှိရင်ကျွန်တော်အနည်းဆုံး service center ပို့မယ်ဒါမှမဟုတ်ကျွန်တော်တို့စီကိုပြန်ပို့လိုက်မယ်ပြန်ပို့လိုက်ပြီဆိုတာနဲ့ကျွန်တော်တို့ Intel service center ကနေပြီးတော့
အလုံးတစ်တစ်လုံးနဲ့ပြန်ချိန်ပေးလိုက်မယ်ဒါအနေ customer တွေအတွက်ဒီကောင်လေးကိုသုံးနေတယ်ဒါကျွန်တော်တို့ရှန်ကုန်မှာကျွန်တော် installation နဲ့ဆင်မယ်ဒါလေးကပိုအဆင်ပြေတယ်ပေါ့နော်အားသာချက်တွေကတော့နှစ်ခုလုံးကသူ့အားသာချက်နဲ့သူပဲကျွန်တော်ဆွမ်းနာပြောတယ်ပေါ့နော်သူ့ရဲ့ item ရဲ့အဓိကအကောင်းဆုံးအားသာချက်က fire replacement ပေးနိုင်တာ Solivo ရဲ့အဓိကအကောင်းဆုံးအားသာချက်က life cycle 8000 90% DOD 5 year after the service ဒါဒီ battery လေးနှလုံးကိုလူချင်းမျိုးစိတ်ဝင်စားတယ်ကျွန်တော်တို့ inverter ကတော့ကျွန်တော်အစုံတွဲလို့ရကျွန်တော်ဒီမှာ Growatt တွေရှိမယ် Sunny Solar ရှိမယ် Roman တွေရှိမယ် Less Power ရှိမယ်ပေါ့နော် On တွေရှိမယ် DA တွေရှိမယ်ဒါ10 kW အကုန်လုံးနဲ့တွဲလို့ရတယ်ဒီ battery လေးနှလုံးနဲ့ဆက်တက်လေးတွေကိုစိတ်ဝင်စားတယ်ဆိုရင်ကျွန်တော်တို့ Power ဖို့ရဲ့page messengerဖုန်းနံပါတ် Viber အဲ့ဒါအစရှိတဲ့ကျွန်တော်တို့ဒီ social media နဲ့တစ်ဆင့်လဲဆက်သွယ်မေးမြန်းနိုင်လို့ကျွန်တော်တို့ရဲ့ဖုန်းနံပါတ်လေးတွေကိုလည်းဆက်သွယ်ပြီးတော့စုံစမ်းမေးမြန်းနိုင်မှာကျွန်တော်တို့ဒီလူကိုယ်တိုင်ကိုကြားလာရောက်ပြီးတော့ကျွန်တော်တို့ ਨੇ တွေ့ဆုံဆွေးနွေးခြင်းနဲ့အသေးစိတ်လေးဒါတိုင်ပင်ခြင်းနဲ့ကိုသုံးမဲ့လုပ်လေးဘာတွေအစပေါ့နော်ဘက်ကတိုင်းဆိုအဲ့လိုလေးအသေးစိတ်လေးတိုင်ပင်ခြင်းနဲ့ဆိုလဲကျွန်တော်တို့ဒီ showroom နှစ်ခုလုံးကကျွန်တော်တို့မနက်9:00 နာရီကနေညနေ9:00 နာရီပြည့်ရမရှိဖွင့်ပါတယ်ခင်ဗျာဟုတ်ကဲ့အဆုံးနေ့ကြည့်ရှုပေးလို့အားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာအားလုံးပဲတာလပ်ပါတော့နေ့လေးနေ့ပိုင်ဆိုင်နိုင်ပါမယ်ခင်ဗျာ